PDF တွေဆိုတာက KTV မှာနေတဲ့စော်တွေလိုမျိုးနေလို့ရတယ်လားကျွန်တော်အခုမှမကြည့်တော့တယ်နော်ကျွန်တော်တော်လိုင်းရေးစတဲ့ကနေအခုချိန်ထိရိတ်ခါပို့လို့ရှိရင်တိုင်ရင်တက်ဖွဲ့နော်ထူးထူးဖြင့်ကရင်ပြည်နယ်ဒီတနင်္သာရီတိုင်းဒီမွန်ပြည်နယ်တကြောပေါ့နော်အဲ့ဒီကြောမှာရှိတဲ့တိုင်ရင်တက်ဖွဲ့တွေတော်တော်များများကျွန်တော်ရောက်ခဲ့ရပါတယ်အဲ့လိုရောက်တဲ့ PDF စခန်းတွေကတခါကျရင်ချိုးတဲ့စခန်းတွေဆိုကိုလောင်မရေချိုးစရာမရှိဘူးခလေးတွေရေထမ်းပေးတာမရှိုးကြက်လို့နော်တောင်အောက်ကနေထမ်းပြီးတော့တင်ပေးရတယ်အဲ့တော့ဟိုရေချိုးဖို့နေတဲ့တခါကျရင်ရှုံးပေနဲ့အိတ်ကတဲ့စခန်းအောင်ရှိတယ်တော်ထဲမှာနေရတာအလုံးတိနော်အညာဘက်စခန်းတွေကတော့ကျွန်တော်တစ်ခေါက်မှမရောက်ဘူးလေတွေ့အညာဘက်စခန်းတွေရဲ့နေပုံထိုင်ပုံသူတို့ဒီဖုန်းတွေဗီဒီယိုကောတွေရဲ့စကားပြောတဲ့တွေ့လို့ရှိရင်ဒီတိုင်းပါပဲနော် KTV ကကြည်ပြလို့တီတာလို့မူပြလို့ထောက်တော့ဟုတ်လားမလားလက်ဆယ်ချောင်းလုံးလက်သေးအခြေတေးသေးချာချာအလှဖော်ပြီးတော့အဲ့လိုနေလို့ရတာလားဟုတ်လားမတိပါဘူးဒီကနေ့ဒီမှာ PDF 900ကျော်အလင်းဝင်နေတဲ့အဲ့မှာလက်နက်ကင်ထားတဲ့ PDF ရဲမေးဆိုတဲ့အမျိုးသမီးတွေကလက်ဆယ်ချောင်းလုံးကိုလက်သေးအခြေနဲ့ဆေးတွေပါပုံဖော်ပြီးတော့အမဲဟာမှမတွေ့ဘူးလို့ပါကျွန်တော်အကောင်းပြောတာနော်တော်လိုင်းစတွေကနေဒီနေ့ချိန်ဒီစခန်းတော်တော်များများကျွန်တော်ရောက်တယ်အနေနိုင်တိုင်းမဲ့ဆိုတော့ဟိုရေးဘက်တချမ်းတွေအထိနော်ဟိုတင်နန်းတက်နေတဲ့ PDF ရဲမေတွေတဲ့ကျွန်တော်တို့တွေ့ဘူးတယ်ဟိုတင်နန်းချိန်ကာလပေါ့နော်တင်နန်းတက်နေတဲ့အပြင်မှာတောင်းဝင်ထမ်းဆောင်နေတဲ့ရဲမေတွေတွေ့ဘူးတယ်ပြီးစခန်းမှာချက်ပြုတ်နေတဲ့ရဲမေတွေတွေ့ဘူးတယ်ဘယ်ရဲမေမှတော့လက်ဆယ်ချောင်းလုံးလက်သေးထားဖို့မပြောနဲ့ဟမ်လှတာပတ်တာတော့တနခါလေးပါလေဟိုဖွေးအောင်လိမ့်နိုင်အောင်မဲ့ဟဲ့နင်တို့တွေကအချိန်ရတယ်လိမ့်နိုင်တယ်ပေါ့နော်စတဲ့ဖြင့်သူတို့အောင်စနောက်နေကြတာတွေ့တယ်အဲ့တော့ဒီနေ့နော်မင်းအောင်လှိုင်ကပထမတရက်မှာနေ PDF တွေအလင်းဝင်မှုကြီးညာတယ်နောက်တရက်မှာနေ900ကျော်သူတို့ရှိကအလင်းဝင်တယ်ဆိုပြီးထုတ်ပြန်ဟုတ်လားမဟုတ်နည်းနည်းပါးပါအချိန်လေးဂျားမှာ10ရက်15ရက်လောက်ချားပေးလိုက်လို့ရှိရင်ပို့ပြီးရုပ်တည်ရှိတာပေါ့အခုဟာဒီနေ့ကြီးညာပြီးနောက်ရက်ကြတော့တခါအလင်းဝင်တာဝန်ထမ်းလူကပါ900ကျော်တဲ့နောက်မေးပါအောင်မယ် PDF တွေကစစ်မှုထမ်းပြီးတော့ PDF လောက်ခိုင်းထားတာပြီးလမ်းမှာပေါ်တာဆွဲပြီးတော့ PDF လောက်ခိုင်းထားတာပြီးစစ်မှုထမ်းမဲပေါက်လို့ PDF လောက်ခိုင်းထားတာပြီးလို့ရှိရင်နိုင်ငံခြားပေါ့ထူးထူးဖြင့်ထိုင်းတို့မလေးရှားတို့ခိုးထွက်သွားလို့ပြန်ဖမ်းပြီး PDF လောက်ခိုင်းကြတာအဲ့လိုတွေပါလာလားဟမ်နောက်ပြီးတော့ PDF တွေကလုတ်တဲ့အနှစ်20ပြည့်လဲထွက်ခွင့်မရှိတာလို့လုတ်တဲ့အနှစ်30ပြည့်လဲထွက်ခွင့်မရှိတာလို့နော်အသက်64နှစ်အရွယ်ပြည့်လဲထွက်ခွင့်မရှိတာလို့အဲ့လိုတွေရှိတာလားဟမ်ဟုတ်မတိတော့ပါကျွန်တော်နားမလဲလို့မကြည့်တာပါတိလားနော်ကျွန်တော်ပြောပြမယ်နော် PDF တွေဆိုတာဘသူတွေတွင်းထားတာလဲ PDF ဆိုတာဘယ်ရစလာလဲဗျာ PDF ကဘသူတွေပြည်သူတွေဟုတ်တယ်နော်အဲ့ဒီ PDF မှန်တယ်များအာနာမသိခင်မှာပြည်သူတွေကပြည်သူကြီးပဲအဲ့တော့အာနာသိလိုက်တဲ့အချိန်မှာရဲဆက်ပြည်သူကိုတက်ပြစ်တတ်တဲ့အချိန်မှာပေရဲတဲ့ကောင်တွေကဘာလုပ်လာလဲလက်နက်ကင်ပြီးတော့ဒီမတရားမှုကိုတိုက်မယ်ဆိုပြီးတော့ပြန်လက်နက်ကင်ပြီးတော့ PDF လောက်ကြတာလေဟုတ်တယ်နော်နောက်ပြီးတော့ PDF တွေဆိုတာအတင်းအဓမ္မတွင်းထားတဲ့လူပါလားတယောက်တော့ပါလားမဝင်ခြင်းပဲနဲ့နော်ရွာမှာပွဲသွားကြည့်တော့စစ်မှုထမ်းတွေကိုပါပြီးတော့အဲ့လိုတွင်းထားတဲ့လူပါလားဟမ်တရားတော့ဟိုဘယ်လိုပြောမလဲမျက်နှာပြောင်ချက်တွေကတော်တော်ပြောင်တာနော်စောက်ခွက်ပြောင်ချက်ကဟိုနေ့ပြောနေပဲသူတို့စစ်တပ်ဘက်ကိုကြည့်လိုက်ထွက်ချင်တိုင်းထွက်ခွင့်မရှိနော်ဘယ်လောက်ပဲအသက်အခုမနေ့ကကျွန်တော် reaction လုပ်လိုက်တဲ့စစ်သားကြီးဆိုအသက်64နှစ်ရှိပြီရှေ့တန်းမှာရောက်နေရတော့သူကိုယ်တိုင်ဖုံးရိုက်ပြီးတော့တင်းလာတာနော်အသက်64နှစ်ရှိပြီနော်ထွက်ခွင့်မရဘူးစဉ်းစားကြည့်အဲ့တော့အောက်ကငယ်သားတွေဆိုအဝေးထွက်ချင်တိုင်းလည်းထွက်ခွင့်မရှိဘူးသူတို့ဘက်ချမ်းမှာနော်ပြီးလို့ရှိရင်တက်သားစုဆောင်းတဲ့နေရာမှာလဲဘိုတင်တန်းတောင်မှတက်မဲ့လူမရှိတော့ DSA ဆိုတာငါကျွန်တော်တို့ခေတ်တွေတုန်းကလူနေတဲ့10တန်းအောင်တဲ့ကောင်တွေတက်ချင်လို့ဟုတ်တယ်နော်အခုအဲ့ဒီ DSA ကိုတက်မဲ့လူမရှိတော့ဘူးလေဟမ်ငါလူဦးရေ DSA ဒီရှောက်တဲ့လူဦးရေနဲ့အခုရှောက်တဲ့လူဦးရေဘယ်လောက်အချိုးတော့ကြာသွားလဲဒါဘိုနော်ဘိုလုံးခွင့်အောင်မှမရှိတော့တာနော်ပြီးရင်စစ်သားတွေအနေနဲ့စစ်မှုထမ်းဆိုပြီးတော့မဲနိုင်ပြီးတော့မဝင်ချင်မဲဆွဲတွင်းတယ်နော်လမ်းမှာတွတ်သူတွားလာလောက်ကြိုက်စားတောက်နေတဲ့ပြည်သူတွေကိုဖမ်းပြီးရောင်းစားတယ်နော်လူတက်တခိုးမဒိန်မဟုတ်ကအမှုတွေလုပ်ပြီးတော့ဖမ်းကန်ထိမှဆိုလို့စစ်သေးဝင်တယ်အဲ့ဒါလိုမျိုးစုဆောင်းထားတဲ့ကောင်တွေလေပြီးတော့ထွက်ချင်တိုင်းလည်းထွက်ခွင့်မပေးဘူးငယ်ရွယ်တဲ့သူမပြောနဲ့အသက်60ကျော်လောက်ထွက်ခွင့်မရဘူးအဲ့ဒါလိုကလုံနေတဲ့ကောင်တွေပဲအချမ်းကနော်ဘယ်သူမှလည်းတိုက်တွန်းမှုကမပါဘဲနဲ့ကိုတဘောဆန္ဒနဲ့ကိုဝင်တယ်ထွက်ချင်လို့ရှိရင်ထွက်ပြေးဝင်တာမရှိတာထွက်ချင်တရားဝင်ခွင့်တောင်းပြီးတော့ထွက်ခွင့်ရှိတယ်ဟုတ်တယ်နော်စစ်မှုထမ်းတွေပါလေတက်တားတစ်စုဆောင်းတဲ့နေရာမှာလဲကိုတိုင်ကြိုက်ရင်ဝင်လာမကြိုက်ရင်မဝင်နဲ့ကိုရွေးချယ်ချက်ခွင့်နဲ့ကိုဝင်ခွင့်ရှိတဲ့အဖွဲ့အစည်းကိုသူတို့ရှိကိုအလင်းဝင်တာလူ900ကျော်ဝင်တယ်ဆိုတော့ကျွန်တော်စဉ်းစားလို့မတတ်တော့ဘူးပါဟုတ်လားမဟုတ်ကျွန်တော်ပဲဟိုဘောမာတွေပြောနေမလို့ငစီတို့ကစာမတတ်ပင်နဲ့စာမတတ်လို့ပဲဖြစ်မယ်ကျွန်တော်စဉ်းစားလို့မရတော့နော် KTV ရဲ့ sorry တော့မှတစ်ခါကျရင်လက်သေးနှစ်ဖက်လုံးအရှိမထားနိုင်အဝတ်တွေပါလေရှော်ရတော့နည်းနည်းအလုပ်တွေပါလေလောက်ကရှိတယ်လေဟိုတချို့တွေနဲ့ချမ်းသာတဲ့ KTV တွေဆိုရင်တော့အဝတ်ရှော်ဆက်မှာရှော်လို့ရတော့လက်သေးရှိတွေပါထားလို့ရတယ်တချို့တွေခက် KTV တေးသေးလေးတွေဆိုရင်တော့မှကိုအဝတ်စားကိုရှော်ရတဲ့ KTV တွေဆိုရင်လက်10ချောင်းလုံးလက်သေးရှိထားဖို့ဟာမရဘူးဒါပေမဲ့အခုဘဘကြီးမင်းအောင်လှိုင်ရဲ့ဗာ
PDF ညီငယ်ညီမငယ်တွေအလင်းဝင်တဲ့ပွဲမှာတော့လက်ဆယ်ချောင်းလုံးလက်သေးချင်ချလို့ရတယ်ဆိုတော့ဒီစကန်ကဘယ်စကန်မျိုးကျွန်တော်တို့ PDF သွားလို့ရှင်လို့ပါနော်အဲ့ဒီလက်ဆယ်ချောင်းလုံးလက်သေးအခြေကြော့ကော့အောင်ထားတဲ့ PDF စကန်ဟာဘယ်စကန်များလဲကျွန်တော်တော်လိုင်းစာတဲ့ကအခုချိန်ထိမမြင်ဘူးလို့မကြားဘူးလို့ပါရှိကြတာနော်ဟိုလောက်တာပဲနော်သူတို့တွေကျွန်တော်စဉ်းစားတဲ့အကောင့်ပြောတာဒလိုပေါ်တင်လိန်ရဲတာကိုအောင်းလို့မစိုးဘူးဒါစိတ်သက်စစ်စင်ရေးပိုင်းပဲဗျနော်အခုလက်ရှိမင်းအောင်နိုင်ဟာခင်ဗျားတို့ပြည်သူတွေမယုံဆိုတာသိတယ်သူတို့လိန်နာကိုပြည်သူတွေသိတယ်ဆိုတာသူတို့ကိုယ်တိုင်လည်းပြန်သိတယ်သိရတဲ့နဲ့ဘာဖြစ်လို့လုပ်တာသိတာအဲ့ဒါစိတ်သက်စစ်စင်ရေးပိုင်းလူတွေဟာအမားကိုဒါမှားတဲ့ຢာကြီးကိုလောက်ပြလိုက်အောင်းကြွကန့်ကွက်ကြတယ်အဲ့ဒီမှားတာကိုနောက်တစ်ချိန်လက်ပေါ်ရင်နည်းနည်းတော့ပြောတယ်အရင်တော့မကန့်ကွက်တော့အဲ့ဒီမှားတာကိုထပ်ခါပြောနေဘာဖြစ်တော့ထိုင်းကြည့်နေရောမငင်းတော့အဲ့ဒီကနေထပ်ပြီးဒီမားတာကိုပဲထပ်ချင်းတလဲလဲလောက်ပြနေမငင်းတော့တဲ့ပြင်အဲ့ဒီမှားတာကိုလက်ခံသွားတယ်ဖြေရိုးဖြစ်စဉ်ရိုးရဆိုပြီးတော့အဲ့ဒါလူတဘာဝနော်ဒါကြောင့်မလို့ဇော်မဲလုံးစောက်ယူပါမင်းအောင်နိုင်စောက်ပေါ်ပါပြောနေမလားသူတို့စောက်ယူစောက်ပေါ်ဆိုတော့သူတို့ကိုယ်တိုင်လည်းတည်တယ်နော်ဒါပေမဲ့အဲ့ဒီစောက်ယူတွေကမဟုတ်တာကိုမဟုတ်မှန်တည်ရတဲ့ခင်ဗျားတို့ရှိမှတမင်တက်ပြောပေးနေတာအခုလက်ရှိမင်းအောင်နိုင်ဘယ်ဒေတာမှာဘုံကျဲလိုက်တာပြည်သူဘလောက်တေသွားတယ်အိမ်ဘယ်နှလုံးမီးလောင်သွားတယ်တရင်တစ်ခုကြားစီထူးခြားတယ်စိတ်ထဲမှာထူးခြားတယ်လို့ခံစားခက်ပေါက်ပဲမလားလုံးလုံးစင်တိုင်းနဲ့ဖြစ်သွားမလားဒါပေမဲ့ဘုံတွေကျဲကစားဘလို့အဲ့တရင်ကြားရင်ဘလို့ခံစားရတယ်နော်အဲ့ဒါစိတ်ထက်ပိုင်းဘယ်လောက်ပွားပါလဲကြည့်ဒီနေ့လည်းဘုံတွေကျဲနေတာပဲဒါပေမဲ့ဘုံကျဲခံရတဲ့တရင်တစ်ခုတင်လိုက်လို့ပြည်သူတွေအာယုံမလာတော့ဘာဖြစ်လို့ကြားယိုးသွားလို့စိတ်ဓာတ်ဆိုတာအဲ့ရစားနော်စိတ်ဓာတ်စစ်စင်ပိုင်းမှာအဲ့ဒီစစ်ကွေးတွေကကောင်းကောင်းကျွမ်းတယ်လူတယောက်ကိုဘယ်လိုလုပ်အောင်စိတ်ဓာတ်ကိုခြောက်ချောင်းအောင်စိတ်ဓာတ်ကိုပျော်မြူးအောင်စိတ်ဓာတ်ကြောက်အောင်မျိုးစုံလုပ်လို့ရတဲ့ပညာရှိတယ်နော်တီးတန်းကိုတောင်းဝင်ပေးပြီးတော့ခိုင်းထားတာမယုံရင်မေးကြည့်စစ်တပ်ထဲမှာစိတ်ဓာတ်စစ်စင်ရေးတောင်းဝင်ယူထားတဲ့စစ်သားတွေရှိတယ်ကျွန်တော်ပြောတာမယုံကြည့်နော်အခုအလင်းဝင်တယ်ပထမတစ်ခါ900ကျော်ဝင်တယ်နော်တပတ်ကစစ်ဟို MD1 PDF ဆိုပြီးတော့ကြီးညာတာတပတ်ကစစ်ခွေးကပတ်ကြီးနဲ့ဟုတ်တယ်နော် MD1 PDF တွေကသူတို့ကိုယ်ပိုင်ကပတ်ကောင်းထုတ်လုပ်ပြီးတော့ဝစ်တာနော်ပြီးရင်အုတ်ထုပ်ကတခြားဖွဲ့အုတ်ထုပ်ယူနီဖောင်းကတခြားဖွဲ့ယူနီဖောင်းအကုန်လုံးစောက်တလွဲတွေဖြစ်နေတာအကုန်လုံးပေါ်ကြတယ်တတိုင်းဒီလိုဝိုင်းဟားကြတယ်တကဘာလုံးဝိုင်းဟားတိုက်ကြတယ်သူတို့လည်းသိတယ်မသိတာမဟုတ်သူတို့စောက်ချက်ပွဲတာလေသူတို့သိတယ်နော်သိရတဲ့နဲ့ထပ်လို့မပူနဲ့နောက်ထပ်ဒီလိုလုပ်ပြတဲ့ပွဲတွေလောင်းမယ်နော်အခုဒီ900ကျော်ထဲမှာ PDF တရားမှမပါဘူးလားကက်ကတက်မေးမယ်ဆိုရင်တော့ပါတယ်နော်10ကနန်းပါလိမ့်မယ်ဘာဖြစ်လို့လဲမပကဖတောင်ဝင်ဝင်တဲ့ဝင်နေဒီပေးထားတဲ့တောင်ဝင်ကိုမကြေပုံလို့လားဘာဖြစ်လို့လဲမသိဘူးထုတ်ပယ်ထားတဲ့ပကဖဘယ်နဲ့ရောက်လဲသူတို့ချီအလင်းဝင်တာ PDF တွေအလင်းဝင်နေသူတို့ကျင်ညာတာပဲဟုတ်တယ်နော်အဲ့လိုဟာမျိုးတွေကိုဒဇာကန်လုပ်ပြီးတော့တဲချက်လုပ်ပြီးတော့နောက်ထပ်အောက်ကဟာတွေနဲ့ပေါင်းပြီးတော့ခင်ဗျားတို့ဝါဒဖြန့်တာမပူနဲ့ဆက်ဖြန့်အောင်ပါပဲနော်ဒါခင်ဗျားတို့အနေနဲ့ပထမတစ်ခါ900ဝါဒဖြန့်တော့အုံးတက်ဖြစ်တယ်နော်အခုတစ်ခါငြိမ်သွားတယ်နောက်တစ်ခါလက်ခံလာလိုက်မယ်မယုံကြည်အခုကလက်မခံနိုင်ဘူးမလားမပူနဲ့နော်မင်းအောင်နိုင်ပြောလိုက်ဆက်လုပ်လို့ဒီလိုမျိုး900ပြောလိုက်9000လောက်ချနဲတဲ့900လောက်ဆိုပြီလားရှိတဲ့ဟိုစစ်မှုထမ်းတပ်သားတစ်တွေရောမသေးသေးတဲ့ကောင်တွေရောဟိုရှင်းတမ်းမတော့ကောင်တွေအကုန်ခေါ်ပြီး9000လို့ပြောဒီကကျရင်900ဆိုနဲတယ်တစ်ခါနှစ်ခါသုံးခါလေးခါဖြစ်လာရင်ပြည်သူကလက်ခံသွားလိုက်အဲ့ဒါစိတ်သက်စစ်စင်ရေးလုပ်နေတာပါ PDF တွေအလင်းဝင်နေဆိုတဲ့ပွဲကိုအချိန်ကုန်ခံငွေကုန်ခံပြီးတော့စစ်တပ်ကလုပ်ပြနေတယ်အလကားလုပ်တာမဟုတ်ဘူးခင်ဗျားတို့ကျွန်တော်တို့ပြည်သူအားလုံးကိုစိတ်သက်စစ်စင်ရေးတိုက်နေတာတော်နိုင်ရေးမှာစိတ်သက်တွေကြောက်အောင်အားနေအောင်မျိုးစုံလုပ်တာနော်ကျွန်တော်ပြောသွားပြီ PDF တွေဆိုတာထွက်ချင်ရင်ထွက်လို့ရတယ်လေဘယ်သူမှလည်းအတင်းအဓမ္မတွင်းထားတဲ့လူတွေမဟုတ်ဘူးထွက်ချင်ရင်လည်းထွက်လို့ရတဲ့ဘယ်အချမ်းကိုအတင်းအဓမ္မဖမ်းဆွဲပြီးတော့ပေါ်တာဆွဲစစ်ထဲတွင်းထွက်ချင်လည်းထွက်ခွင့်မရှိတဲ့ကောင်တွေကအလင်းဝင်တာလူ900ဝင်တယ်ဆိုတော့နှစ်ဖက်ကိုပဲစဉ်းစားကြည့်အောင်မဟုတ်ရုပ်တရှိလေးပဲစဉ်းစားကြည့်နော်အဲ့တော့မင်းအောင်နိုင်ရဆက်လုံးပါပဲဒါပေမဲ့သူတို့ဘာဖြစ်နေလဲရန်သူကိုချီးကျူးရမယ်နေရာတော့ကျွန်တော်ချီးကျူးရမယ်စစ်ဌာနချုပ်တိမ့်ငံထိတယ်ဆိုတာစစ်တပ်တမိုင်းမှာမရှိသလားပဲရှိဘူးလားတရင်တမတွေတိမ့်ငံထိတာပဲရှိခဲ့တယ်ဟုတ်တယ်နော်စစ်ဌာနချုပ်လိုက်ကြားတယ်ဆိုတာရှိခဲ့ဘူးလားမရှိဘူးအဲ့တော့လက်ရှိမင်းအောင်နိုင်ရဲ့စောက်သုံးမကြမှုရှုံးနှိမ့်မှုဟာစစ်ဌာနချုပ်တွေကအစတိမ့်ငံထိတာနောက်ဆုံးဘယ်လောက်ထိဖြစ်လာလဲဆိုရင်ဘယ်နေ့ဘယ်မှာဘယ်စကန်းကိုတိမ့်မယ်နော်လို့တော်လိုင်းတပ်ဖွဲ့တွေကអော်ပြီးတော့တတိပေးပြီးတော့တိမ့်တဲ့အဆင့်ထိဖြစ်လာတာဟုတ်လားမဟုတ်ဘူးလားအခုကျွန်တော်ပြောတဲ့စကားတွေကမှားနေပြောနော်ဟုတ်လားမဟုတ်ဘူးလားအဲ့လောက်ရှုံးနေနေတဲ့ကောင်တွေဒါပေမဲ့သူတို့ဘက်မှာအနောက်ကဘလောက်ရှုံးနေပါစေအရှိမရှောက်မဲ့ရှေ့လန်းကိုတလန်းချင်းသူတို့လှမ်းမှုရှိတဲ့အတိုင်းလှမ်းသွားတယ်အနောက်မှာရှုံးနေလို့ဆိုပြီးတော့ရက်လည်းရက်နှံ့နေဘူးလှဲ့လည်းလှဲ့မကြည့်နေဘူးအရှိကရှောက်တဲ့ကောင်ကသူရှောက်မဲ့လမ်းကိုရှောက်သွားတယ်အနောက်မှာဘလို့ဖြစ်သူတို့ဘက်မှာကြည့်အခုရွေးကောက်ပွဲကျင်းပတဲ့အချိန်သူတို့ရဲ့အတူရောင်ရွေးကောက်ပွဲကျင်းပတဲ့အချိန်မြို့ပေါင်း56မြို့ sorry 54မြို့လား56မြို့လားမသိနော်ကျွန်တော်တခုခုပြောသွားပြီ54မြို့မဟုတ်56မြို့56မြို့54မြို့ရွေးကောက်ပွဲကျင်းပခဲ့တာသူတို့အတူရောင်ရွေးကောက်ပွဲကို
နော်အဲ့လောက်ထိတို့အုပ်ချုပ်နိုင်နေတယ်ပေါ့အခုထပ်ပြီးတော့စေအုပ်ချုပ်ရေးဆိုပြီးအမိတ်ထပ်ကျင်ညာတဲ့တဲမှာမြို့ပေါင်း60ဖြစ်သွားပြီကဲ56မြို့ပဲကျင်းပခဲ့တယ်ဆိုရင်4မြို့ထပ်လက်လွတ်ကမဟုတ်ဘူးလားဟုတ်တယ်နော်ထပ်လက်လွတ်ကမဟုတ်ဘူးလားအဲ့တော့တို့ဘက်ကနိုင်လာလားတိုးတက်လာလားစိုးရုံလာလားတဘောပေါက်တယ်မလားအဲ့တော့ရန်သူဘက်ကိုကျွန်တော်တို့အတူယူတဲ့ဟာကိုယူရမယ်ဘာကြောင့်လဲအပေါက်အဆမများဘူးနော်ဘယ်ဘောမှမင်းအောင်နိုင်ပြန်ပြောလာမယ်အေးဟိုကိုမမောင်လိုလူမျိုးကတော့ဒါဟိုလူလို့တတ်မှတ်လို့ရတဲ့အတန်းစားဖြစ်နေတဲ့အတွက်လူတော်လူကောင်းလို့တတ်မှတ်လို့ရတဲ့အတန်းစားဖြစ်နေတဲ့အတွက်သူကတော့ဟိုထွင်းချက်နေတဲ့ဖယ်တာအခြားဘောမှတိတယ်မတိအောင်ဆောင်းနေတယ်နော်သူတို့ဘက်မှာကြည့်တို့တော်လိုင်းဘက်မှာပြောင်းပြောင်းတက်နေတာပဲဟမ်တစ်ဖွဲ့နဲ့မတည့်ဘူးနော်လူမျိုးချင်းတောင်မှအဖွဲချင်းဖွဲထားတယ်အဖွဲချင်းမတည့်ကြဘူးဒီနေ့ချိန်ထိတော်လိုင်းရေးလို့လားခေါင်းစဉ်တက်နေတာအဲ့ဒီတော်လိုင်းရေးခေါင်းစဉ်အောက်မှာတစုတစည်းတည်းမလုံနိုင်ကြဘူးအရင်ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်လို့မီးတုံးနဲ့စစ်တိုက်ကလည်းခေတ်လည်းမဟုတ်ဖုန်းနဲ့အင်တာနက်တွေနဲ့ဘယ်ဖွဲ့ခေါင်းဆောင်ဘယ်ချက်ချင်းဖုန်းဆက်ပြောလို့ရတယ်ဟမ်ဒါနဲ့အခုထိစီးလုံးအောင်မလုံဆောင်နိုင်ကြဘူးဒါပေမဲ့သွားမေးရကြည့်အားလုံးကစင်ကြယ်ရေးမရှိတယ်အဲ့တော့ကျွန်တော်တို့ဟာတစ်ခါကျရင်ရန်သူလောက်တောင်အတုံးမကျတဲ့ညီညွတ်မှုဖြစ်မနေဘူးလားရှက်ဖို့ကောင်းပါလေနော်ဒါလောက်ရှုံးနေတဲ့ရန်သူတော်မှပြည်သူကိုဝါဒဖြန့်ရန်နေရတေးသေးချာချာလုံနိုင်တယ်လိန်ညာပြီးတော့လုံနေလေသူတို့ထောက်ခံတဲ့သူတွေကလည်းသူတို့ထောက်ခံနိုင်တယ်ကျွန်တော်တို့ဘက်အချမ်းမှာအသေးခံတိုက်တဲ့သူတွေတိုက်နေတယ်နော်အသက်ကြီးပေးပြီးတော့လုံနေတယ်ဘာကိုကျိုးခွင့်ရင်းမှရတာမဟုတ်ဘူးနော်အဲ့တော့နိုင်လဲနိုင်နေတယ်ဒါပေမဲ့လည်းပြည်သူကခုနကပြောလို့16ချမ်းလောက်ပွဲနေအဲ့တော့ကျွန်တော်တို့ရဲ့မညီညွတ်မှုကကျွန်တော်တို့အောင်မြင်မှုကိုဝေးစေတာတကယ်အောင်မြင်စေချင်တာညီညွတ်အောင်ဝိုင်းလုပ်ပေးကြထောက်ဖို့တွေအားလုံးအခုကိုကဗမာနိုင်ငံမှာနေတယ်ကိုထိုင်းနိုင်ငံမှာနေတယ်ထိုင်းမှာရှိတဲ့ထောက်ဖို့နိုင်တဲ့အင်အားတွေတိုးပွားလာအောင်ဝိုင်းလုပ်ကြကိုကတော်ထဲမှာနေတာတော်ထဲမှာနေလို့ရှိရင်ကိုမျိုးနဲ့အစ်စ်နော်အဖွဲ့အစည်းတွေစနေတခြားစုဖွဲ့နိုင်အောင်ဝိုင်းလုပ်ကြအဲ့လိုစုဖွဲ့မှုညီညွတ်မှုမရှိသေးရတော့အပူနဲ့အခုတော့ဝါဒပြရန်နေအောင်ကောင်းကောင်းတုံးပြနေတာစိတ်သက်စစ်စင်ရေးလုပ်နေတာနော်စစ်တိုက်နေတာခင်ဗျားတို့ထင်တာအခု PDF 900အလင်းဝင်နေဘာဖြစ်လဲညာဖြစ်တယ်တို့ပြောလဲဆိုတာဟိုဘယ်လိုလုပ်ထင်တယ်ခင်ဗျားတို့ကျွန်တော်တို့ပြည်သူကိုတိုက်ပွဲဝင်နေတာနော်ပြစ်နေတာအဲ့ဒါမြားနေတဲ့ပြစ်နေတာအဲ့မှာစိတ်သက်စစ်စင်ရေးစိတ်သက်ပိုင်းမှာနော်အတွေးခေါ်ပိုင်းမှာအင်အားမရှိတဲ့ပုံကိုယ်တွေဆိုရင်အဲ့ဒီအောက်မှာကြောက်သွားလို့ရတယ်အရန်ကြောက်ဖို့ကောင်းပါတယ်တပည့်ဟာမကြီးနဲ့ကရင်ပြည်နယ်မာနဘလောဘာကြောက်ကြောက်သွားစစ်တပ်တော်နေလို့လားဟမ်စစ်တပ်ကတိုက်ပြီးတော့နိုင်သွားတာလားမဟုတ်ဘူးနော်သူတို့ပြောရင်တော့တိုက်ပြီးနိုင်တယ်ပြောရင်ဒါပေမဲ့ရိုးရိုးတိုက်လို့ရတာမရဘူးလေကရင်အချင်းချင်းအရင်မလုပ်လိုက်တယ်တွေးခွဲချပလိုက်တယ်ကရင်တွေတလောက်ရှိနေတာအားလုံးကတူလဲကရင်ငါလဲကရင်အတူတူမင်းကဗုဒ္ဓဘာသာမင်းကခရစ်ယာန်ဆိုပြီးကရင်အချင်းချင်းကိုခွဲပလိုက်ဟောခွဲပြီးတော့ဒီကရင်တွေရဲ့သူတို့တွေးခွဲမှုအောက်မှာခုနကကျွန်တော်ပြောသလိုစိတ်ဓာတ်အင်အားအတွေးခေါ်အင်အားအားနေတဲ့ပုံကိုယ်တွေကသူတို့အောက်မှာကြာရှုံးသွားပြီသူတို့လိုချင်တဲ့ဝင်ထဲကိုရောက်လာပြီအဲ့ဒီချိန်ကျရင်လာဖာတီတငယ်ချင်းတွေငါတို့ညီကိုတွေအဲ့ဒီကနေတဆင့်ရန်သူအားနဲ့ချက်ကိုတဆင့်ချင်းဖြိုသွားတာမနပလောဆိုတဲ့ဌာနချုပ်ကြီးကြာသွားတာလေ့လာကြည့်ပါလူငယ်တွေအနေနဲ့မသိလို့ချင်းကျွန်တော်ပြောတာမှားရင်ကြိုက်လို့ပြောကရင်တွေညံ့လို့စစ်တပ်ကတိုက်ခိုက်ကောင်းလို့ကြာသွားတာမဟုတ်ဘူးကရင်အချင်းချင်းမစည်းလုံးလို့မညီညွတ်လို့ရန်သူရဲ့စိတ်သက်စစ်စင်အောက်မှာတချို့တလေကြာဆုံးပြီးတော့အဲ့ဒီကြာဆုံးတဲ့ဒူတွေရဲ့ထောက်ခံမှုနဲ့မနပလောကိုရအောင်တင်သွားတာဒီတိုင်းတက်ပြီးတော့တိုက်ပြီးပြစ်ပြီးတော့တင်သွားတာမဟုတ်ဘူးနော်အဲ့ဒီမနပလောမှာတတ်မှလိုက်အလောင်းပုံနေတာကျွန်တော်တို့ညီကိုတွေအဲ့ဒီမနပလောတိုက်ပွဲမှာပါခဲ့လို့ကျွန်တော်တို့သိတာအဲ့တော့ကျွန်တော်တို့ဒီတော်နိုင်မှာလဲရန်သူဟာဘာလုပ်နေလဲသူ့မှာတိုက်เสียလက်နက်ကုန်သွားပြီနော်တတိုင်းညာလုံးလေဘုံကျဲတယ်အမြောက်နဲ့ထုတယ်စစ်ကြောင်းထိုးတယ်မီးရှို့တယ်ဘုံကျဲတယ်မျိုးစုံလုပ်တယ်ဒါသူတို့လုပ်နေတဲ့အလုပ်တွေအဲ့တော့နောက်ထပ်တိုက်နည်းတစ်ခုထပ်ထွင်အဲ့ဒါပါလေခင်ဗျားတို့ကျွန်တော်တို့ပြည်သူထောက်ခံမှုကြောင့်အဲ့ဒီတော်နိုင်ရေးကဒီနေ့ချိန်ဒီအားကောင်းတာဒါလူတိုင်းသိတယ်ဟုတ်တယ်နော်တော်လိုင်းຫນွေဦးတော်လိုင်းဘာကြောင့်ဒီနေ့6နှစ်ပြည့်တဲ့အထိတောင်မှတော်လိုင်းရဲ့အရှိန်ဟုန်မပြတ်သေးတာလေလူထုထောက်ခံမှုအားကောင်းလို့အဲ့တော့အဲ့ဒီလူထုထောက်ခံမှုအားကောင်းတာကိုဖြိုလိုက်မယ်ဆိုရင်တော်လိုင်းအားနေသွားမယ်နော်တော်လိုင်းအားနေသွားရင်လွယ်လွယ်လေးသူတို့စော်လို့ရတယ်လူထုထောက်ခံမှုမရှိတော့တာနဲ့တော်လိုင်းရေးဟာခြံထဲအကျက်ပဲလူထုထောက်ခံမှုရှိနေရင်တော့သူတို့အတွက်ကဘယ်လုံးမှမနိုင်တဲ့တကိုးရှင်ပဲအဲ့တော့ဘာလုပ်မလဲသူတို့လူထုထောက်ခံမှုကြာဆင်းအောင်နီလန်းမျိုးစုံနဲ့လုပ်မယ်အခုအလင်းဝင်နေဆိုတဲ့ကြေညာချက်တစ်ခုတည်းမဟုတ်ဘူးနောက်ထပ်နီလန်းမျိုးစုံနဲ့လုပ်မှာမယုံကြည်နော်တေးသေးရှာကြည့်နိုင်တဲ့လူတွေချာတိလိုက်အဲ့ဒါပဲအဲ့တော့ရန်သူဆိုပြီးတော့ကျွန်တော်တို့ short ကြအောင်မှာလားကျွန်တော်တို့တွေကရန်သူတွေလောက်ညီညွတ်မှုကိုမတိဆောက်ပဲဆက်သွားကြအောင်မှာလားအဲ့ဒါဆိုရင်တော့ကျင်းနေပါလေရန်သူတွေရဲ့ဒီစိတ်သက်စစ်စင်အောက်မှာအလုံးကြဆုံးကုန်နေတယ်နော်အဲ့တော့ပဲပြောနေအဲ့တော့ဘာပဲပြောပါနော် KTV ကစော်တွေလဲ PDF ဖြစ်မြင်ရတော့မနှတာပါလေလို့နော်ဘာလို့ဆို KTV ကစော်တွေဆိုလို့ရှိရင်ကိုရီးယားဘောင်ဝင်လို့လည်းတတ်ထားတယ်အခုတော့ဘယ်ဆုံးမလဲဟုတ်တယ်မလားလက်တဲလေးအခြေလေးနဲ့တနက်ကလေးပါလေးသူတို့ကင်တောက်သွားတာပေါ့ဟုတ်တယ်မလားဒါလည်းတမိုင်းတစ်ခုပဲနော်ရီတော့ရီရတယ်သိလားနောက်ပြီးတော့ဗျာနောက်တစ်ခုကျွန်တော်ပြောချင်တာကမင်းအောင်နိုင်ကပထမရက်ကမှ PDF တွေအလင်းဝင်ဖို့ရက်တရာစီမံကိန်းဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြောတယ်တရက်ပဲချားသေးတယ်မနေ့ကကြော်မျိုးမင်းကမနေ့ပြန်ကြရင်နဲ့ PDF တွေယာချီ
ရာတော်မှရာလေးမဟုတ်ရာကြီးအခုလို500ပေါ့အလင်းဝင်လာနိုင်တယ်တဲ့ကြော်မျိုးမင်းကမှန်မနေရတဲ့သူကတည်တာနော်အဲ့တော့စဉ်းစားကြည့်စစ်တပ်နဲ့ရုံးကနာနဲ့အလုပ်လုပ်တဲ့နေရာမှာဒီနေ့အလင်းဝင်ဒီနေ့အဲ့ဒီစုရက်ကိုအကုန်ရောက်ပြီးတော့အကုန်လုံးဒီပွဲလုပ်လို့ရတာနော်ဒီပီဒီအလင်းဝင်ပွဲလုပ်တယ်ပဲထားပထမတနေ့ကမင်းအောင်နိုင်ချင်းညာတရက်ချားတယ်နော်နောက်ရက်မှာဒီပွဲလုပ်တယ်တိုင်ရင်တပ်ဖွဲ့ပေါင်းတနိုင်ငံလုံးပြန့်ကျဲနေတဲ့အဖွဲ့အစည်းပေါင်းစုံက PDF ကအဲ့လိုအလင်းဝင်လို့တနေ့တည်းနဲ့ရတာဟမ်သူတို့အဖြေပေါ်နေတာတွေ့လားဟုတ်တယ်မလားအဲ့တော့လက်ပုံလေးတီးပြီးလိုက်တီးလိုက်အတိုက်ခံလဲသွားမပြောနဲ့နော်သွားလဲမစဲအေး PDF တွေအဲ့လိုပဲတီးပေးလိုက်ပါသိလားဟိုထပ်ပြီးတော့ပြောလိုက်အောင်ဒီနောက်တစ်ခေါက်ပွဲကြရင်ဟုတ်ဒီတစ်ခေါက်ကတော့နည်းနည်းဝစ်စားစင်ပုံလေးတွေနည်းနည်းပုံစံကျလာပြီလို့တီးလားနောက်တစ်ခေါက်ကြရင်တီးထက်ပို့ပြီးတော့မှတ်အေးဝင်းကိုစီစဉ်ခိုင်းပါဦးလို့တီးလားနော်ဟိုချီးကျူးပါပဲလို့တီးလားဘတ်စုံပြူကခင်းကြမယ်ကဝေးဝင်ကြီးဦးရင်မှုစကားပဲငါပြောချင်ပါတယ်ကွက်ပြနေပြီးတော့ဘတ်စုံပြူကိုတော့မင်းအောင်လိုက်ခင်းနေတာဖြစ်ပါတယ်မင်းအောင်လိုက်ဦးဆောင်တဲ့စစ်အာဏာရှင်တွေစုဟာနိုင်ငံရေးနီးနဲ့တမရရွေးကောက်ပွဲလုပ်နေတယ်လို့ရတာအစိုးရအုပ်ချုပ်ရေးစတိုင်တစ်ခုတီထွင်လိုက်ပြီးတော့ကလင်ကကြည့်ကြပြီးတော့တစ်ဖက်မှာလည်းစစ်အုပ်ချုပ်ရေးကိုလက်မလွတ်ရဲပဲမြို့နယ်60စစ်အုပ်ချုပ်ရေးမနေ့ကကြေညာလိုက်ပါတယ်မနေ့ကကြေညာလိုက်တယ်ဆိုတော့မနေ့ကနေပြည်တော်ကိုတိုက်မယ်အာနာဘူချက်ဖြစ်တဲ့နေပြည်တော်ကိုစုပြုံတိုက်ကြဆိုတော့ကောမအောက်မှာတော်တော်ဘလောက်စုသွားတယ်ဘောမှာအတိုင်းဝိုင်းမှာလည်းကျွန်တော် YouTube channel အောက်မှာကော Facebook ရဲ့ဗီဒီယိုအတူလေးဒီမှာကောလုံနိုင်လို့လားမဖြစ်နိုင်ပါဘူးမင်းတို့ကောင်းနေဘာဖြစ်တယ်ညာဖြစ်တယ်အဲ့ဒါတပြိုင်နက်တည်းမှာလည်းဗန်းနဲ့စစ်ဌာနချုပ်မှာဒီနေ့ PDF တွေလက်နက်ချတဲ့တင်တက်လာတယ်အဲ့တော့ခင်ဗျားတို့ကိုကျွန်တော်မေးမယ်တကယ်လုံရင်တကယ်မဖြစ်ဘူးလားဆိုတဲ့ကိစ္စတကယ်လုံရင်တကယ်ဖြစ်နိုင်တဲ့အနေအထားရှိရသားနဲ့မလုံရင်တော့ကျွန်တော်တို့မတတ်နိုင်ဘူးဗျကျွန်တော်အရှိရတွေကပြောခဲ့တယ်လို့ပဲကျွန်တော်မှဝန်ကြီးဌာန19ခုလည်းမရှိဘူးနော်ဒါအလူငွေဒေါ်လာတန်းနဲ့ချီလည်းမရှိဘူးကျွန်တော်သာကာဝေးဝင်ကြီး MOD ရဲ့ကာဝေးဝင်ကြီးနေရာမှာဆိုရင်ဟဲ့အောင်မင်းတို့ကောင်တွေအမှုတ်ချေလိုက်လို့ရတယ်ဒီလားအဓိကတော့စိတ်ဓာတ်ပေါ့ဗျာယုံကြည်ချက်ပေါ့ကျွန်တော်တို့မှာအခြေခံ visit အဆောက်အဦဆိုတယ်ကျွန်တော်တို့ကိုပိုင်ပေါ့နော်ကျွန်တော်အနေနဲ့တော်လိုင်းရေးကိုလှုပ်ချင်စိတ်ရှိတယ်လှုပ်ဖို့လည်းစူးစမ်းတယ်လှုပ်နိုင်တဲ့လောက်လည်းလှုပ်တယ်တို့တော့အန်ယူချီတို့ MOD တို့အစားရှိတဲ့လူတွေတော့ကျွန်တော်တို့မလုံနိုင်ဘူးလေဘာကြောင့်လဲသူတို့မှာလူငွေဒေါ်လာတန်းရာနဲ့ရှိတယ်ဝန်ကြီးဌာန19ခုရှိတယ်နော်အစားရှိတာပြီသူတို့လုံရင်ပိုတင်တော်တယ်ကင်းဒီ KIA AA အစားရှိတဲ့အင်အားကြီးတက်တွေလုံရင်PPLA နော်တိုက်ကြရင်ညီညီတို့တိုက်ကြရင်ဘာလို့မနိုင်ရမှာလဲဆိုတဲ့စိတ်ကူးကျွန်တော်အမြဲတမ်းရှိတယ်ဘာကြောင့်လဲဆိုတော့တကယ်တိုက်ရင်တကယ်နိုင်တယ်တကယ်လုံရင်တကယ်ကြားတယ်ဆိုတာနံပါတ်1အရခတ်တော် AA ကတက်တည်ပြနေတယ်လို့နံပါတ်2မနေ့ကအထိနေပြီးတော့လေဝေးတဲ့အထိဝင်ပြစ်နေတယ်နံပါတ်3ကပ္ပစာရီပြစ်ခံနေရတယ်ဒီနေ့လေကပ္ပစာ20ကိုထပ်ပြစ်တယ်ကပ္ပစာရီပြစ်မယ်ရပတောင်းတော်ကြီးဒီစီမံကိန်းအစရှိတဲ့တရုတ်ချိုးစီးပွားတွေကိုထိန်းချုပ်မယ်အာနာဘိုးချက်နေပြီးတော့ကိုစုပြုံတိုက်ပြီးတော့ပိတ်ဆို့ပြပေးမယ်ရန်ကုန် PDF တာယာဝတီပဲခူးတိုင်း PDF အစရှိတဲ့သူတွေကအမြန်လန်းတွေပေါ်မှာလှက်တပြက်ဝင်တိုက်ဖြတ်တောက်ပိတ်ဆို့မယ်လုံနေကြတာတွေရှိအဲ့ဒါတွေကို viewer မြောက် program တစ်ခုဆွဲရင်ဘာလို့မတိုက်နိုင်ရမှာလဲလို့ကျွန်တော်မေးကြည့်ချင်တာပဲနော်အသေးရတာပါတကယ်တိုက်တကယ်ရတယ်လူမဲ့ကြောင့်နေပြီးတော့ကိုစုပြုံတိုက်ချအာနာဘုံကြောက်တိုက်ရလို့မနေ့ကပြောပြီးမှဘောမာတွေကတော့လောင်နေကြပေမဲ့နေပြီးတော့မှတော့နည်းနည်းတော့လောက်ခတ်သွားတယ်ဟာတချို့စီးဆိုင်ရာပြင်ဆင်မှုတွေချက်ချင်းလောက်တာတွေရှိတယ်လို့စစ်စင်ကြီးအပြောင်းလဲတွေလည်းဖြစ်ပေါ်နေတယ်လို့အတွင်းသတင်းရတယ်ကျွန်တော်ကသခိုင်းမကွေးတော်လိုင်းဘုံချက်တော်လိုင်းရင်းမြစ်အင်အားအများဆုံးရှိတဲ့နေရာညီမတော်လိုင်းတမိုင်းမှာဘယ်တော့ခါနှစ်ပေါင်း40 50အတွင်းမှာလက်နက်မကင်တော့တဲ့လူတိုင်းပြည်ရဲ့လူကြီး80ရာခိုင်နှုန်းလောက်ရှိတယ်ဗမာတွေလက်နက်ကင်တဲ့ဘိုးချက်ကြီးမပြိုအောင်နီးပေါင်းစုံနဲ့ကာရင်နီးပေါင်းစုံနဲ့ကာရင်အထီးရောက်နိုင်ဆုံးနီးလန်းဖြစ်တဲ့အပြင်ဖက်စစ်တပ်ကို100ရာခိုင်နှုန်းမနိုင်ရင်တော့အပြည့်အဝချင်းချောက်နိုင်တဲ့အနေအထားမျိုးကိုမနေ့ကပြောခဲ့ပြီးသားဖြစ်တယ်အဲ့ဒီလိုပြောတဲ့အခါကျတော့ကောမန့်တချို့ကောမန့်လေးတွေကျွန်တော်နည်းနည်းတော့ဖတ်ပြချင်စိတ်ဝင်စားစရာအရန်ကောင်းလို့ပါသွားပြီးတော့လေဖတ်ကြည့်ကြဖို့ကျွန်တော်တိုက်တွန်းလို့ပါတယ်ဖတ်ကြည့်ကြပါ
ဆိုတော့မနေ့ကကောမက်ပေါင်း200နီးပါးတက်ပါနော်အဲ့တော့ NUG ကတကယ်လုံးမလားစိတ်ရောပါရလားသူတို့သုံးထားတဲ့ငွေတွေကြံသေးလို့လားဒီလိုမေကုန်းတွေကောမက်တွေရှိတယ်လို့ကောင်းလိုက်တာဗျာတဲ့အဲ့လိုလုံးကြရမှာပါတဲ့နောက်တစ်ယောက်ပကပဘောင်းစုံ PDF အစုံလေးနဲ့ပြည်သူအထောက်ပံ့ကိုယူပြီးလက်နဲ့ရလို့မန်ဒီတက်ပြည်သူကိုဗိုလ်ချအခုမှဖျားတမနေကြနဲ့အတူတူပဲဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးပြည်သူတွေတော့ကလည်းတခါတည်ဘူးလို့နားလေပြီစိတ်ကူးနဲ့ယူနေတာမသိဘူးလေဘယ်သူကတိုက်မှာလဲဒီလိုလေးလည်းရှိတယ်ရှောင်းလာခဲ့ဗျာတဲ့အားလုံးပြီးတယ်အိမ်တိုင်းမှာချွတ်လူမယ်ဆိုတဲ့လူအများကြီးနော်နေပြီးတော့အမြန်ပြင်းကြပါတဲ့ရသလောက်ပြင်းကြပါဆိုတာဒီလေပြောသလိုထင်းစည်းဖြစ်ဖို့လိုတယ်ဆိုတဲ့မှတ်ချက်တွေတကယ်လုပ်ရင်တကယ်ဖြစ်ပါတယ်ဆိုတဲ့မှတ်ချက်တွေတချို့ကတော့လေမျက်ကြောတဲ့လေမျိုးစင်လေဆွဲလေငက်စီကျွန်တော်တို့ပြောတော့စီးလုံးကြပါတယ်မစီးလုံးရင်မအောင်နိုင်ဘူးဒါကြောင့်ပြည်သူပြောနေတယ်တပေါင်းစုနဲ့တိုက်ရန်ကုန်နေပြီးတော့မြို့တိုင်းမှာတိုက်တဲ့တော်လိုင်းကြီးတက်တွေအားလုံးကျမ်းမာကြပါစေနော်တဲ့ဒါတို့ကြီးအရင်ကစုပ်ပြစ်ချင်တာဗျာတဲ့နားထောင်ရတာဝမ်းသာပြီးဖြစ်ရပါတယ်တဲ့အားလုံးစုစည်းကြဖို့တော့လိုတယ်ဗျာအဲ့တော့ကောမန့်တွေကတော့အများကြီးပါပေါ့ဗျာနော်လူမြတ်ကျော်တွေမင်းကစိတ်ရောကိုယ်ပါအားကျိုးမှန်တဲ့ပြောနေပြီမယ် NUG ကတခိုးတွေကဒါတွေအကုန်သိတယ်ကျွန်တော်ပြောတာမဟုတ်ဘူးနော်ကောမန့်ပြောတာနော်ဒီသူလူတွေရဲ့အတန်တွေနားထောင်ကြည့်ဖို့လိုတာကိုကျွန်တော်ပြောပြနေတာမင်းတို့ကတော့မျိုးလေးတောင်းတနေတယ်လို့ဒါတွေကိုလိုက်လို့မပေါ်ဆောင်နိုင်ဘူးဆိုတာသတိချက်ပါတဲ့ကိုရီက NUG ကောင်တွေကိုဒါတွေလို့ပါဇက်ကတဖွာဖွာအကြံပြုပေးနေပြီမယ်တကယ်လက်တွေမှာ NUG ကမသိရင်ကြောင်းစောင်းနေတယ်စစ်ကွေးနေတော့လဝါကြီးရိုက်ပြီးနေပြီလားမသိဘူး NUG ဒါတွေအကုန်လုံးဘယ်လိုလုပ်ရင်စစ်အောင်နိုင်လဲဆိုတာအစောကြီးတွေကကြိုတင်ချိန်ဆတွက်ချက်ထားခဲ့ရမှာထားခဲ့ပြီးသားဖြစ်လိမ့်မယ်ခိုးတဲ့အရာအသာတိတ်သွားလို့တယောက်မီးတယောက်နင်းလာပြီးတော်လည်းရင်မအောင်ရင်ဒီတရောင်းသားတခိုးတွေလှုပ်ဆောင်လိမ့်မယ်စစ်ခွေးနီးတို့အချင်းချင်းချနေပြီးအောက်ခြေကရဲဘော်တွေကိုထိုးချဖို့အတွက်စစ်နီးပရိယေကိုဖျောက်ထားပြီးသားပါတဲ့ရှားတယ်ကျွန်တော်တို့ဆွေးနွေးကြပါတယ်တဲ့အရေးကြီးနေပြီဆိုတော့ကျွန်တော်တို့သိတယ်တဲ့ညီတို့ထိုင်ရောက်လူငယ်တွေအားလုံးရုန်းကန်ပေးမယ်စကားပြောခွင့်ပေးပါတဲ့ဘယ်လိုစကားလာပြောရမလဲပေါ့နော်ရှင်းပါပဲ NUG ကြောက်ပြက်စီးရတာတဲ့ဒီမှာတခုပြည်သူကိုတင်ပြတာကျေးဇူးပါတို့တော့ကိုတိတာကိုလိုင်းပေါ်မှာချမပြစေခြင်းအတိပေးခြင်းခေါင်းကင်များကိုပြောရမှာလိုင်းပေါ်မှာကလူပေါင်းစုံကိုတဲ့တတိချက်စေခြင်းနဲ့တဲ့အပြစ်ပြောခြင်းမဟုတ်ပါလေးစားလျက်ပါတဲ့ဟုတ်ပါတယ်ပြောချင်ပါတယ်ဒါပေမဲ့သူတို့ကဘယ်သူပြောစကားမှနားမထောင်ပါဘူးဘယ်လိုဆက်သွယ်လဲအဆင်မပြေပါဘူးခင်ဗျားပြောတဲ့ viewer တွေတကယ်ကောင်းပြီမဲ့တရုတ်ကြောက်တဲ့ EU နဲ့အလူငွေဘုံနဲ့ NUG ကမလုံနိုင်ပါဘူးတဲ့အဲ့တော့ပြောချင်တာကဒီ comment လေးတွေကိုကျွန်တော်အားလုံးခြုံကြည့်လိုက်တော့ကျွန်တော်ဒီနေရာမှာမျိုးသားညီညွတ်ရေးအစိုးရရဲ့အခြေအနေလေးတစ်ခုကိုကျွန်တော်လေးလေးစားစားပြောပြချင်ပါတယ်မျိုးသားညီညွတ်ရေးအစိုးရဟာအားနည်းချက်တွေအများကြီးများပါတယ်ဒါပေမဲ့လည်းစစ်အနိုင်တိုက်ရေးကိုတော့ကံကေကိုကြွေသွားလိမ့်မယ်လို့တော့ကျွန်တော်အခုထိမထင်သေးဘူးပေါ့နော်တို့တော့နိုင်ငံရေးဆိုတာကကြွေတလဲကြက်တခုဆိုတော့ကန်ဒီကံမလည်းပြောမရသေးဘူးအဲ့တော့မျိုးသားညီညွတ်ရေးအစိုးရဆိုတဲ့ NUG MOD ပကဖဗျာဒါတွေအပေါ်မှာပြည်သူလူထုရဲ့ယုံကြည်မှုဟာအင်မတန်ကိုကြာဆင်းလာတဲ့အခြေအနေကိုတော့ကျွန်တော်တို့တွေ့ရပါတယ်ဟုတ်ပြီဒါတွေကိုပြန်ပြီးတော့ယုံကြည်လာအောင်ဘာနဲ့လုပ်ပေးရမလဲဆိုတော့အလုံးနဲ့တက်တည်ပြရမှာဖြစ်ပါတယ်အဲ့ဒီယုံကြည်မှုပျောက်ဆုံးသွားခြင်းဟာဒီတော်လိုင်းရဲ့အဓိကအညာပဲဖြစ်ပါတယ်အညာပဲဖြစ်ပါတယ်အဲ့ဒီယုံကြည်မှုခင်ဗျားတို့ကိုမရှိတော့ဆိုရင်မရှိတော့ဘူးဆိုရင်ခင်ဗျားတို့ဘာပဲလုပ်ပြရှုံကြမှာမဟုတ်ဘူးဗျဗမာပြည်သူလူထုကအင်မတန်ကိုအကဲဆက်ပါတယ်ရှင်းမိပြီဆိုရင်အသေးခံရဲတယ်လို့မုံမိပြီဆိုရင်ဆွေမျိုးဆက်ဆယ်ဆက်မကမျိုးဆက်နဲ့ချီပြီးမုံတက်ကြပါတယ်မယုံကြည်ဘူးဆိုရင်လည်းဘလောက်ကောင်းပြမယုံကြည်တော့ပါဒါကိုမျိုးသားညီညွတ်ရေးအစိုးရ NUG ကတာဝန်ရှိသူတွေတတိချက်တင်တယ်လို့လက်တွေအလုပ်တွေနဲ့တက်တည်ပြပြီးရှင်လုံးကမှားခဲ့တယ်လို့ပကဖတွေကဘုံနဂါတက်ကိုတိုက်ပြီးတော်လိုင်းရေးတက်ချင်းတနက်ပြောင်းလဲတဲ့အဖြစ်မျိုးတွေပကဖတွေကမရင်းကျင်တာတွေအဲ့ဒီမရင်းကျင်လူတက်တဲ့ပကဖတွေကိုအရေးမယူတာတွေနော်နောက်ပြီးတော့ရန်ပုံငွေ project အစရှိတဲ့ကိစ္စတွေကိုရှင်းရှင်းလင်းလင်းထင်သာမြင်သာတိတိကျကျလုံမှဖြစ်တော့မယ်မလုံရင်ခင်ဗျားတို့ငုတ်တုတ်မေ့လိမ့်မယ်နော်မလာစေအုပ်ချုပ်ရေးကိုအယက်သားအုပ်ချုပ်ရေးဒီဇိုင်းတစ်ခုကိုသူဆွဲတင်လာပြီးအင်မတန်အရေးကြီးတဲ့အခြေအနေတစ်ခုကိုရောက်လာနေတာကိုမသိလိုက်မသိပါသာ for sure for ရွှေပဲနေကြတော့မလားဆိုတဲ့မိကုံအင်မတန်အရေးကြီးပါတယ်အဲ့တော့တစ်ဖက်မှာရွေးကောက်ပွဲလုပ်တမရလုပ်အစိုးရဖွဲ့ပြီးတစ်ဖက်မှာလည်းစစ်တပ်ရဲ့အုပ်ချုပ်ရေးစစ်အုပ်ချုပ်ရေး martial law ပြောရရင်
စစ်တပ်အာဏာသိမ်းမှုဒီဇိုင်းကိုလက်မလွတ်ပဲမြို့နယ်60စေုပ်ချုပ်ကြီးမနေ့ကကြီးညာပါတယ်အဲ့ဒီဒါမှအဲ့ဒီအဲမှာထူးခြားချက်လေးကျွန်တော်ပြောပြချင်ပါတယ်ထူးခြားချက်ကညီတော်မောင်မိတ်3ဘွဲ့ထိတ်ချုပ်ထားတဲ့မြို့တွေအကုန်လုံးလူကိုစေုပ်ချုပ်ကြီးကြီးညာတဲ့ထဲမှာထည့်သွင်းထားတာကိုတွေ့ရပါတယ်အဲ့တော့ဧပြီလ23ရက်နေ့မနေ့ကပေါ့ဗျာအဓိကပါလာတာဆိုမိုင်းလားဆိုတဲ့မြို့ပေါ့ဘယ်တော့မှမိုင်းလားကိုစစ်တပ်ကအုပ်ချုပ်မှုရလို့လဲဆိုတဲ့မေးခွန်းနေနဲ့အလောင်ပြောင်ခံနေရတယ်လို့အဓိကရက်တရာစီမံချက်နဲ့ငြိမ်းချမ်းရေးခေါ်တဲ့မင်းအောင်လှိုင်ဟာစစ်အာဏာရှင်စနစ်ကိုလည်းတိုင်းပြည်မှာလက်မလွတ်ဘူးဆိုတာကိုဖတ်ပြလိုက်တာပါအဲ့တော့ပြောချင်တာကလက်ရှိအချိန်မှာအဲ့ဒီစစ်အုပ်ချုပ်ရေးဆိုတာကမာရှယ်လောဗျမာရှယ်လောဆိုတာကဒီတက်မှုပေါ့ဒေသဆိုင်ရာတက်မှုကစစ်ခုံရုံးနဲ့တရားစီရင်ပိုင်မှုရှိတယ်ရှင်းရှင်းပြောရရင်တော့စစ်သားတွေကြီးပဲအုပ်ချုပ်မယ်မျိုးပေါင်းတော့60ပေါ့ဓမ္မကြီးမှာမြို့နယ်ပေါင်းဘယ်လောက်ရှိလဲ330လား330မှာဒေါ်လာရင်းတပ်ဖွဲ့တွေနဲ့တိုင်းသား EAO တွေတင်စီထားတာမျိုးပေါင်း100ပဲထားမငြိမ်မသက်ဖြစ်တာ100ပဲထားစစ်တပ်ကမျိုးပေါင်း60အုပ်ချုပ်ထားမယ်မြို့နယ်ပေါင်း60အုပ်ချုပ်ထားဒါဆိုရင်ကျန်တဲ့40လောက်ကအရတာအုပ်ချုပ်ရေးဟန်ပြပြီးကဘာကိုလှည့်စားပြီးစစ်အာဏာရှင်စနစ်ကိုတဆင်ချင်းအသက်သွင်းသွားမဲ့အခြေအနေကိုတွေ့နေရပါပြီအဲ့တော့စစ်အုပ်ချုပ်ရေးကြီးညာတဲ့မြို့နယ်60အချင်းပြည်နယ်မှာစွန်ပရာဘုံရွှေကူအင်ဂျန်ရန်စော့လို့ချီပွေ9မြို့နယ်ကယားပြည်နယ်မှာရှာတော်ဖားဆောင်မဲဆက်အရန်မှားပါတယ်ဖားဆောင်မဲဆက်ရောစစ်တပ်လုံးဝအုပ်ချုပ်လို့မရတဲ့တော်လိုင်းရေးတပ်တွေထိန်းချုပ်ထားတဲ့နေမြေဖြစ်လို့ရှာတော်ကတော့သူတွေကိုယ်ရင်အခြေအနေပေါ့ဗျာဒီပြည်နယ်ကောက်ရိတ်ဂျာရင်စိတ်ကြီးမကြခင်ကမှဆုတ်ခွာပြီးလိုက်ရတဲ့အခြေအနေရှိတဲ့ပြည်နယ်မြို့နယ်2ခုပေါ့နော်ရှင်းပြည်နယ်ကပလက်ထန်တလန်ပလောက်ဝတွန်းဆန်ဒါတွေကတော့မကြခင်တော်လိုင်းရေးတပ်တွေကတိုက်ခိုက်ဖို့မင်းတက်မတူပြီးဖလန်းသိစီပြီးသားမြို့နယ်တွေလည်းပါပါတယ်စကိုင်းမှာဆိုရင်အရေးကြီးတယ်ကောလင်းပင်လယ်ဘူးခင်ဦးဝက်လက်ကနီတီဘဲရင်ပလဲအင်းတုံကောလင်းမြို့ကတော့ NUG အစိုးရရဲ့သိစီမှုတိုက်ခိုက်သိမ်းပိုက်မှုဗန်ဒီဘာတွေကနေသိမ်းပေါင်း9000ကျော်လောက်အမျိုးသားညီညွတ်ရေးအစိုးရကသိမ်းရှိပြီးတော့မြို့ကိုရရှိပြီးပြန်လဲလက်လွတ်လိုက်ရတဲ့မြို့ဖြစ်ပါတယ်ပင်လယ်ဘူးခင်ဦးဝက်လက်ကတော့ဒီနေ့အထိဘုံကျဲနေပြီးဝက်လက်မြို့ပေါ်ကွက်၄တာစစ်တပ်ကထိန်းချုပ်နိုင်တဲ့အခြေအနေရွှေဘူဝက်လက်တကြောကိုတော့စစ်ထိုးဖို့ပြင်နေတယ်လို့ခင်ဗျားတို့ကိုကျွန်တော်ခဏပြောပါတယ်နော်စကိုင်းတိုင်းရေဦးဝက်လက်ရွှေဘူတကြောခင်ဦးပလဲအင်းတော်ဒါတွေကိုတရဇက်သိမ့်ပိုက်ပြီးစေအုပ်ချုပ်ရေးနဲ့မာရှယ်လောနဲ့ထိုးစစ်တရဇက်ရှင်ဖို့ဒီတည်းကမြို့နယ်တွေတော်တော်များများကိုစစ်တပ်လုံးနေပါတယ်မကွေးပေါက်မြိုင်စောထီလင်းရေစကြူမန္တလေးငန်းစွန်မန္တလေးတိုက်တော့ငန်းစွန်တခုပဲပါတော့တွေ့ရတယ်ရခိုင်ရှမ်းပြည်ပေါတော်ပုဏ္ဏားကျွန်းရသေ့တောင်ကွာမောင်တော်ဘူးသီးတောင်ကြောက်တော်မင်းပြားမြေပုံမြောက်ဦးတန်တွဲအန်းတောင်ကုတ်အဲ့ဒီမြို့တွေအားလုံးကအရကတက်တော်အေးသိမ့်ပိုက်ထားတဲ့မြို့တွေကြီးပဲရှမ်းပြည်မှာတော့နံပါတ်2မပိန်ကုတ်ခိုင်နှန့်ခမ်းဒိန်ဒီကွန်းလုံနတ်ဆန်မန်တုံဟိုပန်လောက်ကိုင်ကုန်းချမ်းမိုးမိတ်ကြောင်မဲတီဘောမိုင်းလာဆိုတော့မိုင်းလာတို့မိုးလောက်ကိုင်တို့ကွမ်းလုံနန့်ခမ်းဆိုရင်ဒါဒီ TNL သိမ်းပိုက်ထားတာနံပါတ်2 TNL ထိန်းချုပ်ထားတဲ့မြို့မိုင်းလားဆိုရင် NNDAA ထိန်းထားတဲ့မြို့လောက်ကိုင်ဆိုရင် MNDAA ရဲ့အထူးဒေသအစိုးရရဲ့မြို့ဒီလိုအခြေအနေတဲ့နှစ်ဖက်ညကစားလာတယ်ပေါ့ဗျာပေါ့တော့မတွက်ကြနဲ့နှစ်ဖက်ညကစားကွက်စစ်ရေးနိုင်ငံကြီးအတွဲဆက်ကိုသူအပြည့်အဝအကောင့်ထဲပေါ်နေပြီးကွက်ပြင်းနေကွက်စိတ်နင်းမယ်ဆိုတဲ့အဲ့ဒီစကားကွက်ပြင်းနေပြီးတော့ကွက်စိတ်အဲ့ဒါဥယျာဉ်မုံပြောသလိုမင်းအောင်နိုင်ကတော့အဲ့လိုနီးနေလုံနေတာကိုတွေ့ရတယ်ဗျဒါပေမဲ့ဘယ်တော့မှအရှုံးမပေးမချင်းငါတို့နိုင်နေဗျဒီနေ့ဒေါ်လန်ရေးဟာတပတ်ကလည်းစစ်တပ်ကအသေးအအခြေတွေလုံနေတယ်ဒေါ်လန်ရေးဘက်ကတက်တွေကလေကာဘာစာတွေပဲဝင်တိုက်တာဒီနေ့ဆိုကာဘာသာ21ချော့ဒုံးနေနဲ့ပလူပြန်အောင်ပြစ်တယ်ဒါကြောင့်ကျွန်တော်မနေ့ကတင်ပြခဲ့သလိုတက်ကပြောတာကကာဘာစာတွေပြစ်တဲ့လူကဒရက်ဆက်ပြစ်တရုတ်စီမံကိန်းတွေပြစ်တဲ့လူကဒရက်ဆက်ပြစ်အမြန်လန်းတွေထိန်းချုပ်တဲ့လူကဒရက်ဆက်ထိန်းချုပ်နေပြီးတော့အပေါက်တွေအကုန်ပိတ်ပြီးဝိုင်းဝန်းပိတ်ဆို့ရော့ကက်တွေကျုံးတွေရှော့လိုက်တွေမိုင်းတွေအစရှိတာတွေနဲ့နေပြီးတော့အနာပိုချက်ကိုစုပ်ပြတိုင်းကျွန်တော်တို့ဒီလိုနီးလမ်းမလုပ်ရင်ဘာဆက်လုပ်လဲသူလုံးသမျှကိုထိုင်ပြီး Facebook တို့ YouTube တို့မှာဒီလိုလေးထိုင်ပြောတာနေပဲပြီးသွားပြီလား
တော်လိုင်းရေးဆိုတာကအလောက်ပဲလားတော်လိုင်းရေးဆိုတာတကူကြီးတော်လန်မှုလူမသိသူမသိတော်လန်နေတဲ့လူတွေအများကြီး Facebook ပေါ်လည်းတက်မပြောဘူးလူမသိသူမသိဘလို့တော်လန်တာလဲနေ့စဉ်ဘွားထဲမှာကိုသူတို့တော်လန်ရေးရှိနေတာစစ်တပ်တော့ခုနေမဝယ်သုံးဘူးစစ်တပ်ကတရင်နေမယုံဘူးစစ်တပ်ကိုအကျိုးမပြုဘူးစစ်တပ်နဲ့အုပ်ချုပ်ရေးစီးပွားရေးစစ်တပ်ကတိုင်းပြည်ကို normal life new normal life ကြီးဖြစ်တော့စပွဲအငိမ့်ပွဲတွေကိုမကြည့်ဘူးပျော်ပွဲရှင်ပွဲတွေကိုဖန်တီးပြပြီးတိုင်းပြည်နဲ့လူကိုလှည့်စားကဘာကိုလှည့်စားပြီးဆက်အနာရှင်တဆိုးရှည်လုံနေတာကိုပပတက်နဲ့ရှုမြင်ပြီးတော့နေ့စဉ်ပေါ်ပါတယ်မှာနေ့စဉ်တော်လန်နေတိတ်တိတ်ကလေးဒီလိုတော်လန်ကြီးဟာလေတယောက်တည်းနှစ်ယောက်တည်းသုံးယောက်တည်းလေးယောက်တည်းဆိုပြီးရှော့မတွန့်နဲ့ဗျာဆက်အနာရှင်စနစ်တစ်ခုလုံးကိုခြေမွှားလိုက်နိုင်တဲ့အဲ့ဒီတယောက်တည်းချင်းတွေကစူးစီးလိုက်ရင်ကြီးမားတဲ့အင်အားကြီးတည်းဖြစ်တယ်မျိုးဆက်တွေကိုလည်းတော်လိုင်းနဲ့ပတ်သက်တဲ့အသိပညာတွေစာအုပ်စာပေတွေအမှန်တရားတွေတရားမျှတမှုတွေကိုကိုယ့်ရဲ့တူသားနောင်မဲ့သားသမီးတွေကိုတေးကြစနစ်တကျချို့ပြီးတော့ပြိုးထောက်ချပါအခုအာနာသိန်း9နှစ်မှာလွန်ခဲ့သော2021က10နှစ်ရွယ်ကလေးတွေကကြောင်းတက်ရင်း10နှစ်ဆိုတော့3 4 5တန်းပေါ့5တန်းပေါ့4တန်းပေါ့ဘာမှမသိရကနေ9နှစ်ကြီးပြင်းတာဒီ9နှစ်အတွင်းမှာစစ်တပ်ကသူတို့လောက်တာမှန်ကြောင်းသူတို့တရားမျှတကြောင်းဒီပေါင်းစုံနဲ့ဒီကလေးတွေကို watch လုပ်ပြီးအခု15နှစ်16နှစ်ရောက်လာတဲ့ကလေးတွေနဲ့21မှာတော်လိုင်းရေးဆင်နွှဲတဲ့မျိုးဆက်နဲ့ဂျားထဲမှာအလဲကဟပြီးကွဲနေအောင်လုပ်ပါလိမ့်မယ်လို့လည်းတတ်မှာပါစေတော်သက်သူညီနဲ့ဦးဝင်းမြင့်ကိုလှုပ်ပေးပြီးတော်လိုင်းရေးအရာစုတဲ့နိုင်ငံရေးခေါင်းဆောင်တွေကြတတ်ရှုံမဲ့အကွက်လုပ်ပါလိမ့်မယ်လို့ထပ်မှာပါစေအထက်ထက်ကမှားနေတာကျွန်တော်တို့ကမဟုတ်ဘူးတိုင်းပြည်နဲ့လူလူအနာဂတ်အတွက်ခမရတို့အတွက်စကားမဆက်မုံရဆရာမျိုးပိုင်ရှင်တထိန်မနဲ့အောင်စပူကိုလူလူနားလေလားဆိုတော့သုံးသက်ချက်လေးတကူဟိုဘက်အလက်ဂီရဗျူးမှာပြောမယ်တခါတလေကြရင်လေအောင်စပူဇက်ကတာမင်းနဲ့ဘာဆိုင်လို့လဲဘာမှမဆိုင်ဘူးဒါပေမဲ့အခုနိုင်ငံရေးကြောင့်တော်လှန်ရေးကြောင့်စစ်ပွဲတွေကြောင့်စီစည်းတွေတက်တာခင်ဗျားတို့မခံရဘူးလား normalize ဆိုတဲ့မတိမတာစစ်ကြုံဘဝကိုပုံသွင်းနေမှုကိုတိတိကျကျမြင်ကြဖို့လိုတယ်ဗျာဂယုဆိုင်ပါရှင်းတန်ပေးပါတကူကြီးတော်လန်မှုနဲ့တိတ်တိတ်ကလေးပဲမဟာဗျူဟာမြောက်တီးခံခြင်းတွေနဲ့အာနာရှင်မတရားအာနာသိမ်းမှုအာနာရှင်ရှော့ဖို့တဲ့စကွက်တွေအောက်မှာသူ့အာနာရှင်စနစ်ကိုသူရှော့ဖို့တာရွေးကောက်ပွဲအတုနဲ့သူ့အာနာရှင်စနစ်မတရားအာနာသိမ်းသားကြီးဓာကြီးကိုရှော့ဖို့ချင်လို့တမရကိုလှုပ်ပေးရောက်ပြတာအဲ့အကွက်တွေကိုမြင်ဖို့လိုသလိုအဲ့ဒီအကွက်တွေအားလုံးကိုကြိုးကင်နေတဲ့တရုတ်ကိုဘုံတော့မေးစီမဲ့အချက်တွေလုံနိုင်ရင်ဗမာပြည်မှာအများကြီးရှိတယ်လို့ပြောလိုက်ပါတယ်ကျေးဇူးတင်ပါတယ်